ပတ်စံရှိလေဘဝမမြင့်နဲ့မရှိလဲစိတ်တမကြနဲ့ဒါတွေကမမြဲဘူးဘာမဟုတ်ဘူးဟုတ်တယ်မလားအဲ့လိုမျိုးသွားကိုမအပေါင်းအသင်းတွေရှိတယ်မိတ်ဆွေတွေရှိတယ်များတယ်ဆိုပြီးတော့လဲဘဝမမြင့်နဲ့ဘယ်သူမှမရှိဘူးကိုတယောက်တဲ့အထီးကျန်ပြီးနေရလဲဝမ်းမနဲ့နဲ့ကိုနှလုံးသွင်းတယောက်မှမရှိဘူးပိုကောင်းတယ်လို့နှလုံးသွင်းပလိုက်တယောက်တော့ရှိတော့ငါတရားနဲ့နေရပြီပေါ့တငယ်ချင်းတွေငါ့ကိုခင်းနေမယ်ငါ့ကိုချစ်မြတ်နိုးနေမယ်ဆိုဝိုင်းနေငါစကားများယူလေပေါ်ယူနေတဲ့အချိန်ကိုသွားမှာဟုတ်တယ်မလားတခါကြီးမကြီးတွေတယောက်တည်းနေဘူးလားတခါမကြီးတို့ကတယောက်တည်းနေရမှာကြားလားအခုဆိုစေတနာရှင်ကအများကြီးပဲကြည့်အောင်တယောက်တည်းနေရမှာဟုတ်တယ်မလားများလို့ကုသိုလ်လုပ်ရင်တော်သေးတယ်များပြီးတော့အတင်းထိုင်ပြောနေဒုက္ခပဲနော်တခါမကြီးတို့တော်သေးလို့ကုသိုလ်တွေလုပ်နေလို့ဟုတ်တယ်မလားစဉ်းစားကြည့်ကြတယောက်တည်းနေတာချမ်းသာတယ်တကယ်တော့လေဆရာတော်တို့လည်းဒီတိုင်းတကယ်ချင်းတွေလားတခါတလေသတင်းသုံးပေါ်လေးတစ်ချက်တော့ပြောသလိုပဲရပ်ပေါင်းကြလာရင်စိတ်ညစ်လာညမန်ပြေးပြန်ခြင်းစိတ်ပေါက်တယ်ဘာဖြစ်လို့အလုတ်ပြတ်တယ်မကောင်းဘူးတကယ်ပြောတာအဲ့ဒါတော့သာသနာပြုနေတာနော်သာသနာလို့လုံးနေတာတော့မကောင်းဘူးဘာဖြစ်လို့လဲကိုယ့်ရဲ့လုံးဝမဲ့အကျင့်တွေချွတ်ယွင်းသွားတယ်အာဂန္တုတွေလာဘလောက်ပဲတော်တဲ့ကဘာအတော်ဆုံးဘုန်းကြီးတွေလာတယ်အတူတူပဲဘာဖြစ်လို့လဲဆိုတော့အတူတူနေရပြီဆိုရင်စကားပြောရတယ်ဟုတ်ပြီလားအဲ့ဒါကိုလုံးဝမဲ့အကျင့်တွေမရှုံးဘူးလားဒါကြောင့်ဘာမှမထူးကဘာကျော်ပုဂ္ဂိုလ်ပဲလာလာနှစ်ကဘာကျော်ပဲလာလာဘာမှမထူးတယောက်တည်းနေတာကောင်းတယ်တက္ကမကြီးတို့မှတ်ထားနော်ဆရာတော်ပြောတာနားလေတဲ့လူတွေပြည့်တယ်နော်အဲ့လောက်ဆိုသဘောပေါက်တော့ဒါကြောင့်မို့အချမ်းရံများလာလဲဘာမှမထူးအချမ်းရံမရှိလဲဝမ်းနေစရာမလိုဘူးပို့ပြီးတော့ကိုယ့်ရဲ့သူတော်ကောင်းတရားတွေကျင့်လို့ရလားမရဘူးလားအဲ့ဒါတက္ကမကြီးတို့မှတ်တာဘူးကောင်းတယ်ကြားလားဒါကြောင့်မို့အဲ့လိုနှလုံးသွင်းတတ်ဖို့လိုတယ်နော်ဒါကြောင့်မို့လောကရန်မုန်တိုင်းတွေသူများတွေချီးမွမ်းတာတွေဆိုပြီးတော့လဲတာပြီးတော့ကိုယ့်ကိုဘဝင်မမြင့်နဲ့ကိုအရှိမတော့ပြားတက်ကလို့ချိုပြီးတော့ချီးမွမ်းမှာနောက်ပဲသူမကျေနိုင်ရင်အတင်းတုတ်ချင်တုတ်ရအောင်ဟုတ်တယ်မလားဒါကြောင့်မို့ချီးမွမ်းမှုတွေကိုလည်းဒကာမကြီးတို့သိပြီးတော့အထင်မကြီးနဲ့နော်ဘာမှမဟုတ်အဲ့ဒီချီးမွမ်းခြင်းကကိုယ့်အတွက်ကုသိုလ်လည်းဘာမှမထူးအကုသိုလ်လည်းဘာမှမထူးကိုနှလုံးသွင်းတတ်မှကိုယ့်အတွက်ကောင်းတယ်အချီးမွမ်းမှုကဲ့ရဲ့မှုတွေမှာကုသိုလ်အကုသိုလ်လိုက်ပြီးတော့မဖြစ်စေနဲ့နော်ကိုယ်မှာကိုနှလုံးသွင်းလိုက်နော်ကိုယ်မှာကိုနှလုံးသွင်းပြီးတော့ချီးမွမ်းရင်လည်းဘဝင်မမြင့်နဲ့ကဲ့ရဲ့ရင်လည်းစိတ်မစွန့်နဲ့ဒါတွေကလောကဓာတ်ပဲချီးမွမ်းတာရှိမယ်ကဲ့ရဲ့တာရှိမယ်ဘာမှမထူးဘူးလို့စိတ်ထဲမှာမှတ်လိုက်ကိုကျင့်မှကိုရမယ်ဟုတ်ပြီလား